တန်းပြီးတော့ဖိချလို့ရပြီ right click နဲ့ပြီးတော့ show more option တွေကိုသွား extra here show more option မတွေ့ရင်မရှာနဲ့နော်တခါလေးတန်းပေါ်တယ်ဆိုလဲ extra here ဆိုတန်းနှိပ်လိုက်လို့ရတယ်ဒါလေးနှိပ်ပါခဏလေးစောင့်ပေးလိုက်မယ်နော်ခဏလေးစောင့်လိုက်ပြီဆိုရင်နောက်ထပ် folder လေးတစ်ခုရောက်လာလိမ့်မယ်ဒီလို OI အောင်လေးဒီထဲမဝင်ဘူးနော်ဒီစာအုပ်လေးထဲဝင်ပြီးတော့ဒီမှာသွားဖွင့်နေဆိုရင်ဖွင့်လို့ရမှာမဟုတ်ဘူးဒီထဲကနေမဝင်ဘူးဒီဘက်ကမြန်မာ typing ဆိုတဲ့ထဲကိုဝင်လိုက်ပါမယ်နော်ပြီးတော့ရင်အဲ့ထဲမှာ file လေး3ခုပါလိမ့်မယ်အလဲကောင်မှာရှိတဲ့မြန်မာ typing ဆိုတာလေးကိုဖွင့်ပြီးတော့ကျွန်တော်တို့ကtyping လေးလေ့ကျင့်အောင်ပါပဲမြန်မာ typing ဆိုတာလေးကိုနှစ်ချက်နှိပ်ပြီးတော့ဖွင့်လိုက်ပါမယ်ဒီတိုင်းလေးလေ့ကျင့်ပါမယ်နော်ဒါလေးဖွင့်မရဘူးဆိုရင်ကျွန်တော် Windows Tab Finder လေးကိုခဏပိတ်ပေးရတယ်ပြီးတော့ရင် Windows Tab Finder သို့မဟုတ်ကိုယ့်ရဲ့ set ထဲမှာရှိတဲ့ antivirus software လေးကိုခဏပိတ်ပေးရတယ်နော်ပိတ်တဲ့ပုံစံလေးပြပြဒါလေးကလည်းလိုမှပါနော်မလိုဘူးဆိုပိတ်စရာမလိုဘူး start menu ကနေ setting setting လို့ရိုက်ချလိုက်ဒါ Windows setting တွေကိုနော် setting တွေက privacy and security ဆိုတဲ့ထဲကိုသွားပါနော်ဒီဟာလေးနှိပ်ပြီနော်ပြီးတော့ရင် Windows Security ဆိုတဲ့နေရာလေးကိုသွားပြီးတော့ရင် Virus and Threat Protection တွေကိုသွားပြီးတော့ရင်ဒီဘက်မှာ Virus and Threat Protection တွေကိုသွားပြီးတော့ရင်ဒီအောက်မှာ Protection ဆိုတာလေးရှိတယ် Virus and Threat Protection Setting ဆိုတာလေးရှိတယ် Manage Setting တွေကိုသွားပြီးရင် Real Time Protection ဆိုတာလေးကိုပိတ်ပေးလိုက်ဒါပါအတွက်လဲဆိုရင်တချို့ set တွေမှာဒီ software လေးကိုပေးပြီးတော့အဝင်မခံဘူးဖြေချလိုက်တာနဲ့ဒီ file လေးရောက်လာမယ်ဒါပေမဲ့ဒီ file ကဖွင့်ကြည့်လို့မရဘဲနဲ့ error တက်နေရဆိုရင်ဒါလေးပိတ်လိုက်